နောက်ထပ်မေးခွန်းတစ်ခုကတော့ဒီပြည်တော်တို့ကမ္ဘာနိုင်ငံအသီးသီးရဲ့မှတ်တမ်းများရဂျိုသားတွေမကြာခဏတွေ့ရှိလက်ရှိပါတယ်ရှင်ဗျာအဲ့တော့ဂျိုသားတွေကတကယ်ပဲရှိပါသလားရှိခဲ့တယ်ဆိုလို့ရှိအောင်သူတို့တွေကဘယ်ပုံထဲမှာပါပါလဲရှင်ဗျာ ဂျိုသားလို့ဆိုတာလူတွေနဲ့တွေ့နေချာမဟုတ်တဲ့ဆွေးကြားတွေလို့ပြောမှာပေါ့နော် မှန်ပါဗျာ ဒါပြောမယ်ဆိုလို့ရှိရင်ဘုန်းဘုန်းနေနဲ့အနန္တစัจ java လာအကြောင်းကိုပြောမှာပေါ့ မှန်ပါဗျာ မြတ်စွာဘုရားလည်းပဲစัจ java လာအသေးဆုံးစัจ java လာဖွဲ့စည်းမှုတွေတခုကစပြီးတော့စัจ java လာ၃မျိုးဖွဲ့စည်းထားတာပြောတယ် မှန်ပါဗျာ ဘုရားကစัจ java လာဆိုတဲ့စကားလုံးကိုတော့မသုံးခဲ့ဘူးလောကဓာတုဆိုတဲ့စကားလုံးကိုသုံးတယ်နံပါတ်၁ကသုလနိကလောကဓာတုတယ် မှန်ပါဗျာ အသေးစားလောကဓာတ်အသေးစားစัจ java လာ မှန်ပါဗျာ အဲ့ဒီအသေးစားစัจ java လာမှာလူပြည်ရယ်နတ်ပြည်6ထပ်ရယ်မြင့်မို့တောင်ရယ်လေးချွန်းတစ်မြင့်မို့သဘောမျိုးအခုလို earth planet လို့ဟာမျိုးပေါ့အခုကမ္ဘာချိုကြီးလို့ပြောခြင်းနဲ့ပြောပေါ့ခုခေတ်စကားနဲ့ဆိုရင် မှန်ပါဗျာ ဒီကမ္ဘာလုံးကြီးလို့ဟာမျိုးပေါင်းအရေးအတွက်1000ရှိတယ် မှန်ပါဗျာ အဲ့ဒီ1000နဲ့ဖွဲ့စည်းတာစัจ java လာ1000နဲ့ဖွဲ့စည်းထားတာကိုသုလနိကလောကဓာတုလို့ခေါ်တယ် မှန်ပါဗျာ အဲ့တော့အဲ့ဒီတင်ပဲကြည့်လိုက်မယ်ဆိုရင်စัจ java လာ1000ဆိုတဲ့တဲ့ပဲလူပြည်ကလည်း1000ရှိမယ်နတ်ပြည်တွေကလည်းပဲတစ်ခုတစ်ခု1000စီရှိကြမယ်ဒီသူတို့ရဲ့ဒီနေရာဩဃတလောကကြီးကလည်းပဲ1000စီရှိမှာပေါ့နော် မှန်ပါဗျာ အဲ့ဒီစัจ java လာတွေထဲမှာသက်ရှိတ attva တွေလည်းရှိတာ မှန်ပါဗျာ သက်ရှိတ attva တွေရှိတော့လူသားလို့ပြောရမယ့် attva တွေလည်းရှိတယ်နတ်လို့ပြောရမယ့် attva တွေလည်းရှိတယ်ပေါ့ဖွဲ့စည်းပုံချင်းတူတူအဲ့ဒါလို့တူနဲ့တူတွေ့ရဖို့အမတန်မှဝေးလံပြီးတော့တူနဲ့တူတွေ့ရဖို့အမတန်ခဲရင်နေပေါ့ မှန်ပါဗျာ အခုတိုက်ကြီးကားတိုက်ခဏခေတ်မှာအတ္တ planet မှာရှိတဲ့ပုဂ္ဂိုလ်တွေကတော့ရှင်တွေရဲ့အကူအညီနဲ့တွေ့ရှိနေကြတာပေါ့နော် မှန်ပါဗျာ သူတို့ကြတော့အလုံးကိုဝေးလံတဲ့နေရာဆိုလူတွေလက်လန်းမမီတဲ့နေရာတွေမှာရောက်ရှိနေတဲ့ပုဂ္ဂိုလ်တွေကဂျိုသားလို့ခေါ်တာဖြစ်ကောင်းဖြစ်လိမ့်ဂျိုဆိုတာ planet ပေါ့ဒီနေရာမှာတော့နော်အဲ့ဒါတွေဟာသရဝါတွေပဲပြောမှဆိုရင်လူသရဝါတွေလည်းဖြစ်နိုင်တယ်သူသဖြင့်နတ်သရဝါတွေလည်းဖြစ်နိုင်တယ်နော်လူတွေနဲ့မရင်းနှီးတဲ့သရဝါမျိုးစားတွေဆိုအဲ့တော့လူဆိုတာကတော့တကြိုကနေတကြိုသွားနိုင်တဲ့အတိုင်းအတာမရှိတော့နတ်တွေပို့ဖြစ်နိုင်တယ်ပေါ့ မှန်ပါဗျာ သွားနိုင်တဲ့စွမ်းတကူရှိတဲ့နတ်တွေကပို့ဖြစ်နိုင်တယ်ဖြစ်နိုင်တော့ဂျိုသားဆိုတာရှိနိုင်သလားဆိုရှိနိုင်တယ်ပေါ့စัจ java လာတွေရှိနေသည့်အတွက်ကြောင့်တရဝါတွေတတ္တလောကကြီးရှိသည့်အတွက်ကြောင့်လူတွေကခေါ်တဲ့သက်ရှိတရဝါဂျိုသားဆိုတာရှိနိုင်ပါတယ် မှန်ပါဗျာ ရှိခဲ့ရင်သူတို့တွေကဘယ်ပုံထဲမှာပါတယ်လဲလို့ဆိုရင်လူမျိုးနွယ်ဆိုရင်လူသူတို့စัจ java လာတိုင်းတာတိုင်းသူတို့မှလည်းလူမျိုးနွယ်ရှိမယ်နတ်မျိုးနွယ်တွေရှိမယ်နတ်ဖြစ်ခဲ့ရင်နတ်မျိုးနွယ်တွေပဲပါမယ်နတ်ဘုံတွေထဲမှာပါမယ်လူဖြစ်လို့ရှိရင်သူတို့စัจ java လာရဲ့လူဘုံထဲမှာပါမယ်